မရရေလားတော့မသိဘူးနော်ဩရတယ်ထဲလုံးသေးလေးနေမှာရနော်အောင်းနဲ့ကြောင်းနဲ့တူရပြပြောင်းဆိုရင်လည်းကြောက်လားရေအားကောင်းတယ်ဗျနော်ဒီနေ့ကတော့ဒီလောက်ခောက်တာတောင်မရဘူးဗျနော်ကျွန်တော်ပြောသလိုစိန်တူလေးလည်းတုံးလာတယ်ဒါမျိုးဆိုရင်လည်းကြောက်လေးနဲ့တူရဗျနော်ဒီမျိုးကြောင်းလေးကိုကျွန်တော်နဲ့တူရှာကြည့်အောင်နော်ဒီမဲ့ဒါဆိုရင်လည်းဒီမဲ့ကြည့်လိုက်မောက်6လေးဗျနော်ဒီမဲ့ဒီလိုနှခမ်းလိုက်ဗျဒီမဲ့ဒါတော့ဒီမဲ့ရရေလားတော့မသိဘူးနော်လုံးလေးကြီးလိုက်ကွာရုံးလုံးကြီးကဟာအရေလားတော့မသိဘူးနော်ဒီမဲ့ကြည့်လိုက်ရကျင်လည်းဒီမှာကျွန်တော်ဒီမျိုးကြောင်းလေးကိုတူရှာရင်းနဲ့ရနော်ဒီမဲ့ဝါကြီးဗျာလုံးကြီးဖြစ်သဟာရေရသေးသေးလေးဟာကြောက်ကတော့ထဲလုံးသေးလေးနေမှာရနော်ထဲလုံးသေးလေးဗျာကြောက်ကတော့ဒီမဲ့လိုကြောက်ကအပဲ့နေမှာရနော်ပြောရရင်တော့ရေစေးကြည့်အောင်နော်မျိုးကျွန်တော်တို့အပေါ်တိုက်ထားတာမျိုးကပြောရရင်ဟိုပါပေါ့ဗျာနားသွားလို့မို့ရေလေးနည်းနည်းကျတဲ့ချိန်ကျွန်တော်လိုက်ခောက်တော့ဗျာနော်ကြောက်လေးတော့ဒုံလုံးပဲဗျာဒီနေ့တော့ပတ်စံဖြစ်ပြီနေမှာကြောက်တော့နည်းနည်းလေးဖြူပဲဗျာနော်အရေတော့များတယ်အရေအားကောင်းတယ်ဗျာနော်ကြက်ဒီနေ့တော့တလုံးရပါပြီလို့တော့ဘာပဲဖြစ်ဖြစ်ထက်ရှာမယ်ဗျာနော်ကျွန်တော်နဲ့ပွားကြီးဗျာဒီနေ့ကတော့ရပြီဗျဒီပိုက်ပေးလာဗျာနော်ဒီပိုက်ပေးမှာကျွန်တော်ပတ်ရှာနေရေကျသွားလို့ဗျာနော်ရေအပေါ်တိုက်တာသူတို့နားတော့ရေကျသွားမျိုးချောင်းချောက်တက်ရှာတာကျွန်တော်လဲနော်ကောင်းလဲကြောင်းလဲတူရပြပြောင်းဆိုရင်လည်းကြောက်လာတယ်မသိမဟုတ်ဘူးရနော်ကြောင်းမို့ကြောင်မျိုးလေးတော့မစိုးရင်တော့သူအတစ်လေးပြဒီကပါတာအကြီးရဖို့တော့မလွယ်ဘူးပြအပေါ်ကသူတို့ကလည်းကြောက်ရှာဆိုတော့လေနော်အပေါ်ကလူတွေလည်းရှာကြဆိုတော့အရေကုန်တွေလည်းပါနော်အရေကုန်ဒါမှမဟုတ်အဝါကုန်တွေလည်းပါပြနော်ဒါမျိုးလေးရှိတယ်ကြောက်ကတော့မစိုးဘူးပြနော်ကြောင်မျိုးလေးတွေမစိုးဘူးဒီမဲ့ကြောင်လေးတော့ဒါလေးပေါ့ဗျာနော်ပြောရရင်တော့ရတယ်ကြောက်ကလည်းလူတော့မလိုက်ချင်ဘူးလားမသိဘူးဗျာနော်ရပါပြီလို့တလုံးကတော့ဒီမျိုးချောင်းလေးရပဲဗျာ